လေတီချဲလားသမီးတို့တွေကတီချဲလား ဒီချဲပါချဲ ပြီးရောဒါဆိုဒီနေ့သင်ခန်းစာပြီးပြီ ဟုတ်ချဲဟိုချဲဟိုတင်တာလည်းပြီးတော့မှာဆိုတော့လေခုဒီမိတ်ကမတင်ရသေးတော့လေဘယ်နေ့ဖားမှာလည်းပြီးတယ်တော့ step by step ရှုံကြည့်ချစ်တဲ့လမ်းရည်ရွယ်တဲ့လမ်းကဘယ်လောက်ဝေးဝေးပေါ့နောက်ဆုံးတော့ ပန်းနိုင်ရောက်နိုင်မယ် အော်ဒီချက်စီစဉ်ထားတယ်မနေ့ဖြင့်မိတ်ကစပြီးတော့တင်တော့မှာဆိုတဲ့အတွက်ကိုအမိုင်းစမ်းမော်တဲ့ဘိုင်းတယောက်ဒီချက်ခေါ်ထားတယ်မော်တဲ့ထိုင်မှုအတွက်တင်ထဲမှာထိုင်ပါလားဒီတူအောင်လားဒီတူအောင်အေးတိုင်ဝ The next day. တော့တော့ဟဲ့အဲ့ဒါခုပြတာတော့3ရက်လောက်ရှိနေပြီတချို့ကပြင်ပေးတော့တော့ဟုတ်ဟုတ်အခုပြတော့ခေါ်လိုက်အော်ဟုတ်ဒီလုံး3ရက်လောက်ရှိ လေးအိမ်လုံးမဲဟုတ်ဟိုဒီချက်ပြောပြလေဒါသမီးတို့ဒီနေ့တင်ထဲမှာမော်ဒယ်ထိုင်ပေးမယ်မော်ဒယ်ခေါ်လာတာဒီချက်က အော်ချက်မြင်ဘူးမလို့ပဲ ဒါ international တဲဝင်မော်ဒယ်နိုင်ငံခြားမှာစုတွေ